တာသမီးတွေအရွယ်ရောက်လာရင်မိဘတွေဘယ်လိုဒုက္ခမျိုးတွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့ကိုကျွန်တော်ကကြိုတင်ပြီးတော့တခြင်းလေးနဲ့ဆိုပေးမယ်တခြင်းလေးကအကြီးတန်းဘဝကလေးအဖေနဲ့အမေလို့အမည်ရပါတယ်ကောင်းတယ်ဗျာအားလုံးပဲနားဆင်ပြပါနော်ကြီးတယ်ဘဝလေးအဖေနဲ့အမေအဖေနဲ့အမေဒါလေးဘယ်နေရာဘယ်ဒေသကိုပဲရောက်အဖေတို့အမေတို့မှာခဲ့တဲ့အတွက်ပရိသတ်ရဲ့ရင်ထဲကိုတာမိဘနဲ့ပတ်သက်တဲ့တခြင်းကလေးတွေကိုအရင်ဆုံးဆိုပေးနေတယ်ဆိုတော့အဖေနဲ့အမေကြားနိုင်ပါစေလို့တာဆူအောင်နေပါအမေအဖေနဲ့အမေအဖေနဲ့အမေရင်ဝင်ကြမောဘဝလည်းနှလုံးမကုန်းလည်းနဲ့တပါအကျဉ်းနာသမှုတရားကပါပင်မကြီးစွာစောင့်ရှောက်လာမယုံစတဲ့စေတနာဝမညုံပန်းလီအဖေအမေပါလူလာမြောက်အောင်ကြွေးမွေးလာအရန်ရနဲ့အဖေနဲ့အမေနှစ်တွေကြာတော့ခါအဖေနဲ့အမေမှာသပင်ဖြူပါရင်တွန်းလာအိုမေလာကသာသမီအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရဆုံးတဲ့တနေ့မှာတာကဖွယ်ဖွာသမီးကလည်းခွဲခွာသွားတာချစ်လီချစ်မရအတွက်သာအော်အချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမရသူတို့တိုင်းမဝိုင်းနဲ့အတူနေဖို့ခလာပြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်သားပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအချစ်တော်ဘဝလေးထဲမှာကြံခဲ့ရပြီအဖေအမေပါကျွန်တော်ငယ်စဉ်တောင်းကြီးခလေးပေါ့လူမမသိတဲ့အရွယ်ကလေးပေါ့ဦးဝဲလို့ကိုတတ်ခါစားအရွယ်ကလေးခါအဖေနဲ့အမေရဲ့ရင်ဝင်ထဲမှာထွေးပွင့်ယူရကျင်နာမှုတွေကျွန်တော်တို့သာသမီတိုင်းအပြည့်ဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အရွယ်လေးရောက်စကားလေးမပိကလာနဲ့အဖေအမေလို့ခေါ်လိုက်တဲ့အခါမှာအဖေနဲ့အမေရဲ့ရင်ထဲမှာပီတိတွေဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမိမကြီးငါတို့သားလေးကအဖေအမေတောင်ခေါ်ရနေပြီငါတို့သမီးလေးကစကားလေးမပိကလာနဲ့ပြောထက်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကြွားခဲ့ရတာပေါ့ဗျာမကြပါဘူးကျွန်တော်တို့သားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာတော့မိဘတွေကပညာတွေသင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပို့ခဲ့ကြတာပေါ့သားသမီးတွေကပညာတွေသင်ရင်းနဲ့အရွယ်ရောက်လာပညာတွေကစုံလာတဲ့တနေ့မှာအဖေနဲ့အမေသားတို့သမီးတို့အိမ်တော်ပြုတော်မယ်လို့အဖေနဲ့အမေနဲ့ကိုပြောလိုက်တဲ့အခါအဖေနဲ့အမေရင်းထဲမှာကောင်းကင်ကမူကြိုးကြီးပြချလိုက်တဲ့ခံစားလိုက်ရတာပါအော်ငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေကြတာသူတို့လေးတွေကအရွယ်ရောက်လာလို့အိမ်တော်ပြုကြတော့မယ်ဆိုပါလားဒါပေမဲ့အဖေနဲ့အမေခမမရှိတဲ့ကြားတဲ့ခါငါသားလေးတော့လူပုံအလယ်မှာမျက်နှာ
မှာဆိုလို့ဆိုပြီးမင်္ဂလာပွဲကြီးတွေကိုခန်းခန်းနာနာရင်ကျင်းပပေးခဲ့တာပေါ့သားသမီးတွေကတော့အိမ်အောင်ရတာလဲကြတော့မိဘတွေရင်ဝင်ကနေပြီးတော့ခွဲခွာထွက်ပြီးတအိုးတဲ့အိမ်ထူထောင်ခဲ့ကြတာပေါ့ဗျာအိမ်အောင်ရတာကြတော့တဲ့သားသမီးတွေငါသားတို့ငါမရတော့ရဲ့ဆိုပြီးတော့အလုပ်တွေကိုကြိုးစားရုံးကရှာဖွေခဲ့ပြီဟိုးငယ်စဉ်တောင်းကြီးကလေးဘဝကတဲ့အခါလူလားမြောက်တဲ့အရွယ်ထိပြုစုဆောင်ရှောက်ကျွေးမွေးခဲ့တဲ့အဖေနဲ့အမေရဲ့မြတ်တာတရားတွေကိုတော့ကျွန်တော်တို့သားသမီးတွေမိနေခဲ့ကြပါတယ်အဖေနဲ့အမေခင်ဗျာသားတွေသမီးတွေတက်လုံးအတူတူနေသွားရှင်တာပေါ့မိမရေငါတို့သားသမီးတွေကအိမ်အောင်ရသားကြပြီတအိုးတိမ်ထူထောင်သွားကြပြီဟာငါတို့တယောက်ဘယ်လိုနေရတော့မှလဲအမေကလေအော်ယောက်ျားရဲ့ငါတို့သားသမီးတွေအိမ်အောင်ပြုတ်ပြီးအိမ်အောင်ဖွဲသွားတော့ငါတို့နေစရာအိမ်ကြီးပေါ်တော့ပေါ့ဟာဒီလိုနဲ့အဖေနဲ့အမေဟာသူတို့ရဲ့ချစ်လာပါတယ်ဆိုတဲ့သားလေးနဲ့အတူတူလိုက်ပြီးနေကြရတာပေါ့တိတ်မကြပါဘူးချွေးမရဲ့ညူညင်ပြစ်ပယ်ခြင်းကိုခံရလို့အဖေနဲ့အမေခံပြန်လာခဲ့ရပါတယ်ဒါကိုလေအမေကယောက်ျားတဲ့ဒီကငါတို့သားလေးနဲ့မနေရတော့ဘူးဆိုတော့ငါတို့မှာသမီးလေးရှိသေးတာပဲတဲ့ငါတို့သမီးကလေးနဲ့အတူတူသွားနေရမှာပေါ့တဲ့အဖေကလေအော်မိမရဲ့နေအခုချိန်ကြီးတောင်ပါပဲနောင်တော့မရသေးဘူးလားငါတို့ကိုချစ်လာပါပြီဆိုတဲ့သားအဖေနဲ့အမေနဲ့သားတက်လုံးလောက်ကင်ပြေးပြီးအိမ်ဦးခန့်မှာထားပါမယ်ဆိုတဲ့သားကသူ့မိမကိုကြောက်ငါတို့ကိုသူ့အိမ်ပေါ်ကနေချလိုက်တဲ့ဟာနေငါနေတို့တမီးကလေးနေငါလိုက်ပြီးအောင်ပါတယ်လားနေသမီးနဲ့လိုက်နေခြင်းပါထားပါနေတမအပြင်ကနေမူးယူပြန်လာတဲ့ငါတို့နှစ်ယောက်ကိုဆဲဆူကျိန်းပေါင်းပြီးတော့အိမ်ပေါ်ကနေထပ်ပြီးနေချလိုက်ငါတို့လင်မြန်းမြောင်ဘလို့မျက်နာမျိုးနဲ့ပြန်လာရမှာလဲဟာဘယ်သားသမီးနဲ့လိုက်မနေခြင်းမာတော့နဲ့ငါတို့လောက်ကင်စားနိုင်တယ်ငါတို့နေလောက်ကင်စားမယ်လောက်ကင်မစားနိုင်တဲ့ခွက်ဆက်ပြီးလမ်းလဲကောင်မှာသွားတောင်းစားမယ်ဟာဘယ်သားသမီးကိုငါတို့မခတော့ဘူးတဲ့ဘယ်သူမပြုမိမိဘောတဲ့ငါတို့ကငါတို့သားသမီးတွေကိုချစ်လို့အလိုလိုက်ခဲ့ကြငါတို့မြစ်တာထားတယ်လို့သူတို့ကငါတို့မှမြစ်တာပြန်မပေးနိုင်တဲ့ဟာငါတို့မနေခြင်းမနဲ့သားသမီးတွေကိုလည်းအပြစ်မတင်ပါတော့နဲ့ငါတို့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေမှာအတူတူပြန်နေကြရအောင်ဆိုပြီးတော့အဖေနဲ့အမေခင်ဗျကျွန်တော်တို့ငယ်စဉ်တောင်ကြီးခလေးပေါ်တော့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေမှာအထီးကျန်စွာနဲ့ကြံနေခဲ့ရပါတယ်ဒါကိုကျွန်တော်ကအထီးကျန်စွာနဲ့ကြံနေခဲ့တဲ့အဖေနဲ့အမေကိုအကြည့်တံဘဝလေးအဖေနဲ့အမေကျွန်တော်ကအချင်းလေးနဲ့အဆိုပြရခြင်းဖြစ်ပါတယ်သားသမီးတိုင်းမိဘတွေကျွေးတဲ့ထမင်းကိုပြုံပြုံလေးတွေနဲ့စားခဲ့ပြီးအသက်အရွယ်ကြီးလာတဲ့မိခင်ဖာကိုအနဲ့ကြရပြုံပြုံကလေးတွေနဲ့ပြန်ပြီးကျွေးနိုင်ကြပါစေဦးဝဲလူမူကလူလောကကိုစရောက်လာ
နဲ့အမိရင်ဝင်ကြမှာဖဝါလက်နှလုံးပခုံးလက်နဲ့တစ်ပါအကျဉ်းနာသမှုရိယကဘာပြင်းမှန်ကြီးသွားဆောင်ရှောက်လာမယူစနဲ့စေတနာပါမညူပန်းလေးအဖေအမိပါလူလာမြောက်အောင်ကြွေးမွေးလာနှစ်တွေကြာတော့ခါအဖေနဲ့အမေမသပင်ဖြူပါရင်တွန်းလာအိုမင်းလာတာသမီးအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရအစုံနဲ့တတိမှာတာကခွဲခွာသမီးကလည်းခွဲခွာသွားတော့ချစ်ချင်မရအတွက်သာအိုးအချစ်စံဝင်သွားကြတာအဖေအိုအမေအိုရီခမ်းများသူတို့တိုင်းအဝိုင်းနဲ့အတူနေဖို့ခက်လာပြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်သာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအကြီးတမဝါကလေးတည်းမှာကြံခဲ့ရပြီအဖေအမေပါဒါရရတာနော်အတိုက်ရွယ်ကြည်လာတဲ့မိဘတွေကြည်လာတဲ့အခါဒုက္ခဝေဒနာတွေနဲ့ရင်ဆိုင်ရတဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့တေးရတေးဆိုကိုတင်တေးဆိုအောင်ရေးဆက်တည်ကုန်ထားတဲ့ခြင်းလေးပေါ့နော်